ကာဗနာကိုတက်ဆင်အသုံးပြုထားတဲ့ထွန်ဆက်တွေရဲ့အားသာချက်ကဘာတွေဖြစ်မလဲဟုတ်ကဲ့ပါကျွန်တော်တို့ကာဗနာကိုတက်ဆင်ထားတဲ့ထွန်ဆက်တွေရဲ့အားသာချက်ကဘာတွေဖြစ်မလဲဆိုတာကိုတောင်သူဦးကြီးတွေကိုရှင်းပြပေးသွားမှာဖြစ်ပါတယ်ခုမြင်တွေ့နေရတဲ့တဘာထွန်ဆက်လေးရဆိုရင်လည်းကာဗနာကိုတက်ဆင်အသုံးပြုပေးတာဖြစ်ပါတယ်ခင်ဗျပထမဆုံးတစ်ချက်အနေနဲ့တောင်သူတွေအတိများတဲ့စီစားတက်တာတဲ့အချက်ပဲဖြစ်ပါတယ်ကျွန်တော်တို့ကာဗနာနဲ့စီကိုထိန်းချုပ်ပေးထားတဲ့အတွက်စီဖြုံးတိမှုကိုလည်းရှော့ချပေးမှာဖြစ်ပါတယ်အဲ့အတွက်တောင်သူတွေအနေနဲ့ကုန်ကြစိတ်လည်းတက်တာစီမှာဖြစ်ပါတယ်ခင်ဗျဒုတိယတစ်ချက်အနေနဲ့အင်ဂျင်အာဘီယံကိုတည်ငြိမ်နေမှာဖြစ်ပါတယ်ဝင်တင်ဆွဲတဲ့ချိန်ပဲဖြစ်ဖြစ်ထွန်ရတဲ့ချိန်ပဲဖြစ်ဖြစ်အင်ဂျင်အာဘီယံကျသွားမယ်ဆိုရင်ကာဗနာကနေပြီးတော့စီပမာဏကိုထိန်းချုပ်ပေးထားတဲ့အတွက်အင်ဂျင်အာဘီယံကိုငြိမ်စေမှာဖြစ်ပါတယ်ခင်ဗျနောက်တစ်ခုအနေနဲ့ရုံးဆွဲအားပုံမကောင်းမှုစီမှာဖြစ်ပါတယ်။မြေပြောမြေမှာဘလို့ခက်ခဲတဲ့မြေမျိုးစားမဆိုအင်ဂျင်ရဲ့ရုံးဆွဲအားကိုကြမသွားဘဲနဲ့အလိုလျောက်ထိန်းညှိပေးတာဖြစ်ပါတယ်။မောင်းသူကလည်းကျွန်တော်တို့အမြန်နှုံးကိုခဏခဏထိန်းညှိစရာမလိုဘဲနဲ့အင်ဂျင်ကအလိုလျောက်ထိန်းညှိပေးသွားမှာဆိုတဲ့အတွက်လွယ်ကူစွာမောင်းနေနိုင်မှာဖြစ်ပါတယ်ခင်ဗျ။ကျွန်တော်အနည်းဆုံးအနေနဲ့ပြောပြရမယ်ဆိုရင်တော့အချက်၄ချက်ပေါ့။ကာဗနာကိုတက်ဆင်အသုံးပြုရတဲ့ထွန်ဆက်တွေမှာဆိုရင်အင်ဂျင်ကကြမလွယ်ဘူး။ကျွန်တော်တို့စီစားသက်တာမဲ့ရုံးဆွဲအားကောင်းမယ်။ဒါပေမဲ့အင်ဂျင်တက်တန်းလဲပိုရှင်မယ်ဆိုတဲ့အတွက်တော့ရတာအဆင်ပြေစေမှာဖြစ်ပါတယ်ခင်ဗျကျွန်တော်တို့ဓဘာထွန်စားရလဲဆိုရင်လည်းအခုပြောတဲ့အားသာချက်တွေရှိတဲ့အပြင်မှာကာဗနာကိုတက်ဆင်အသုံးပြုပေးတာဖြစ်ပါတယ်ဒီစုံစမ်းမေးမြန်းလို့ခြင်းနဲ့ဆိုရင်ကျွန်တော်တို့ရဲ့ online ဖုန်းနံပါတ်တွေကိုဆက်သွယ်မေးမြန်းနိုင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျ